အားလုံးဖမ်းရာဒီတစ်ခေါက်အလောက်ပုံဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဝမ်ရိုးရာအမျိုးသားအသုံးဆောင်တစ်ခုဖြစ်တဲ့ရဝမ်ရိုးရာအမျိုးသားဘို့အင်ဂျီခြုံဆောင်တဲ့အခင်းတွေရက်လောက်ကြတဲ့ခြီတစ်မျိုးအကြောင်းဖြစ်ပါတယ်ခင်ဗျာဒီခြီကိုကျွန်တော်တို့ရဝမ်လူမျိုးတွေရှေ့ခေတ်ကတည်းကအသုံးပြုခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာဒီခြီကိုရဝမ်လိုအစီထုံလို့ခေါ်တဲ့16ပင်အရိုင်မျိုးကနေထုတ်လုပ်ကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဝမ်လူမျိုးတွေဟာရှေးခေတ်ကတည်းကဒီအစီကိုလက်နဲ့ကိုယ်တိုင်ချီငင်ပြီးရက်လုပ်ခဲ့ကြပါတယ်ချီချောအဆင်ရဖို့အစင်စင်ပြုတ်လို့ရပါတယ်用粗暴看那啦，能他用လမ်没敢用lâm啦，哦能么lâm么巴里也多哩，嘛能。แต่นี่นั่นละคังจังอ่ะเด้อนะอย่า用没哦一口我要用哦以前话个lâm啊啦看那伊哟哦ท่านน่ะอูlâmก็ดังมันน่ะว่าผู้ว่าคิดlâmတော့ခက်တောင်းမအောင်ယုံမို့ခုဖော်ပြောတာကတော့ပထမဆုံးအစီပင်ရဲ့ပင်စီကိုခွာယူပြီးတော့နေလန်းရပါတယ်ပြီးရင်နေလန်းထားပြီးသားရှော်တွေကိုပြာနဲ့ပြုတ်ပေးရတယ်လို့သိရပါတယ်ခင်ဗျာပြီးရင်ဖွေးလာတဲ့အထိဆေးကြောပေးရတယ်လို့ဆိုပါတယ်ပြီးရင်ရှော်ကျိုးတွေကိုတမင်ချင်းတမင်ဆက်ပြီးအခုလိုမျိုးအနေထားအထိရအောင်ကြည့်ပေးရပါတယ်ခင်ဗျာဒီအစီပင်ဟာဆဲဖက်ဝင်တဲ့အပင်တစ်မျိုးဖြစ်တာကြောင့်ဒီအစီနဲ့ရဲလောက်ထားတဲ့အသုံးအဆောင်အဝတ်စားခြုံဆောင်တွေကိုအမျက်တလုံးနဲ့ဝတ်ဆင်ကြပါတယ်ခင်ဗျာဖိုးပေါ်တွေပြောပြဖူးတဲ့ပုံပင်တွေလည်းရှိပါတယ်ခင်ဗျာရှေးရှေးတုန်းကဆုံးဝတ်တတ်တဲ့ချွေးမကသူ့ရောက်ခမကိုဆုံးဝတ်တတ်နဲ့ပြုတ်စားတာဘလို့မှမအောင်မြင်နိုင်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့ရောက်ခမကအစီပင်နဲ့ရက်လောက်ထားတဲ့ဆောင်းအခင်းကိုခင်းအိတ်တာကိုချွေးမကရှာတွေ့သွားတဲ့အချိန်အဲ့ဒီအခင်းကိုဖယ်လိုက်တော့မှသူ့ရောက်ခမကိုပြုတ်စားလို့ရတယ်ဆိုတဲ့ပုံပြင်တွေလည်းကြားဖူးခဲ့ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ရှေးကတည်းကကျွန်တော်တို့ရဝမ်လူမျိုးတွေဟာအစီနဲ့ရက်လုထားတဲ့အင်ဂျီဆောင်းအခင်းတွေကိုအလွန်အဆွမ်းထက်တဲ့အဆောင်လိုတစ်မျိုးဆေးလိုတစ်ပုံအသုံးပြုဝတ်ဆင်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာအခုခေတ်မှာတော့အခုလိုမျိုးရိုးရာချက်ခုတ်ရက်လုတဲ့သူကတိတ်မရှိတော့ပါဘူးခင်ဗျာအဲ့ဒါကြောင့်အခုလိုမျိုးရိုးရာချက်ခုတ်ကိုယ်တိုင်ရက်လုတာကိုမမြင်ဖူးတဲ့သူတွေမြင်ဖူးတည်ရှိအောင်ဘ ഹു တတအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုဖမ်းမလား阿龙你把热气开的没得呢？阿龙呢？去买那地里啊的，去买那山灯啊的。阿龙热气动，阿龙水都是没那么大。可没那灯是没那当头。没哦。当头。အဲ့တော့ဖြူကောင်းရဲ့သူရဲ့ဆူပေါ့နော်တဇောအော်ရောပြနေတဇော好，拉咱们水，拉咱们同入为阿瑞的做克啷个，你不当呢？阿妹呢得啥？等起lâm，阿妹呢是龙，ที่ไม่呢得热个，阿龙呢10码，阿龙呢崩，你当呢阿个呢是呢。现在阿甲呢，得碰甲阿甲一代，阿看那现在甲那甲一代。အခါအမင်းကအစီပတုံမှာပဲလားမှာ
望公益们拿拿哦，人年轻人嘎看你，在我下生你，望梦想。